ဒီဥစ္စာလေးလောက်လဲရပါပြီရှင်ဒီဥစ္စာလေးကလည်းလွယ်ပါတယ်ဒီပြီးရတဲ့ဘက်ဝင်ပါပြီးပြန်ရရှာပြပါမယ် set ပါရတော့ပါမယ်နော်ဒီမှာတော့ဖုံးရဘေးရ set ပါပြီးလို့ရှိရင်ဒီဟာလေးပြီးအမရလိုက်ပေါ့နော် cute mouth ဒီ pins မပါနဲ့နော် pins ကမပါဘူး cute mouth ဘာလဲအဲ့ဒီအနောက်ကအားလေးပါထည့်ပြီးရပြီပြီးရင်လိုက်တကားပဲဒီတကားရမပတ်ဘူးဒီမှာဆိုရင်မှာဆိုလို့ရှိရင်အမှမနော်ကိုကြိုက်တော့စာရေးပါဘာလဲဒီဥစားတွေကြောင့်ဒီဥစားကြောင့်လို့ရှိရင်လောက်ရတယ်နော်ခက်တယ်ပေါ့နော်ဘာလဲအရင်အဖြူပါလို့ရှိရင်ခက်တယ်အဖြူမပါတော့စာရေးဆိုပြတယ်ဒီတော့အစားမျိုးပဲရေးပါနော်ဒီလိုအစားမျိုးတွေ့လို့ရှိရင်ရောတားမလိုက်ညီမတခုခုစမ်းပြမယ်ဘာစမ်းပြရကောင်းမလဲဆိုကြိုက်တဲ့ဟာတော့မဟုတ်ဘူးနော်ကြိုက်တဲ့ဟာပဲမကြိုက်တဲ့ဟာနော်ကိုရပါရဲ့တဲ့အဲ့ဒီအဖြူပါတော့စာမယူမစင်းနဲ့ဘူးလို့ရအစားကရာစာဒီအော်ဒီအော်မအချိုင်မလို့ဆိုပေါ်ပြန်တော့မအချိုင်နေရှင်းဒါလေးယူပါနော်အဲ့ဒါလေးကို says like ဒါလေး says like ဒါလေးဒီဥစ္စာလည်းနဲ့ဟောဖြစ်တယ်ဘာလဲ3ခုလောက်တောင်းရတယ်ပေါ့နော်ဒီ B A C K G R O အဲ့ဒါပဲရှာလိုက်နောက်မှာ is play ဘာလဲအဲ့ဒီ play store မှာ B A C K play store နောက်တစ်ချက်ပို့မယ်PACK ပြီးတော့ GROU နော် ACK BRO ဒီဥစ္စာလေးရပါပြီအဆုံးလိုက်တာပြီးဒါလေးပေါ့နော်ပုံစံလေးပေါ့ဒါတော့မြင်နေပေါ့နော်ဒါလေးပေါ့နော်ဒါမှမရတေးတော့ဝင်လိုက်ပါပြီးရင်ဒီပေါ့ဥစ္စာလေးနေပါပြီးရင်ခုနယူရတဲ့ပုံလေးနေပါပြီးရင်တောင်းဒေနာတောင်းလို့နေပါပြီးရင်ဒါလေးနေပေါ့နော်ပြီးတန်းတန်းလေးညာလိုက်လို့ပါဒီလိုရဲလိုက်လို့ရှင်တော့ပြပါလိမ့်မယ်ပြီးတောင်း5T လို့ပေါ့နော်5ပဲရမှာမဲ့အဲ့လိုဆိုပေးရတယ်ကောပေါ့နော်ပြီးရင်6လိုက်ပေါ့နော်ပြီးရင်5ရနေပါအစုံတော့ရပါတယ်ပြီးရင်ထပ်ထားမှာနော်ဒီတော့ AZCARE မှာကြည့်လိုက်ပါမယ် AZ နော်ဇက်ကိုပြောင်းနေတော့မိမိခင်နေကြမှာဇက်ပဲရောက်နော်ဇက်ကဒီစားလေးပေါ့နော်ဒီပေါ်ဆုံးအစားလေးဒီပေါ်ဆုံးအစားလေးအဲစားလေးနေလိုက်မယ်ပြီးရင်ဒါလေးပေါ့နော်မတာပါဒီပုံစံလေးပါပုံစံလေးပေါ့နော်ပြီးရင်သူအတိတ်ပြတာရနော်ညီမအတိတ်လောက်လိုက်ပါမယ်ဒါစားရပါနော်အဲဆောက်ပြီးပြန်လာပါမယ်ရှင်အခုကနော်စားလိုက်တာနည်းနည်းတော့ကြာပါတယ်အမှရပြီဆိုရင်ပေးအောင်ရောက်ပါတယ်အေး open လေးနေနော် update လုပ်လိုက်တာကြောင့်ခုနဥစားပြောက်ပါတယ်အေး open လေးဝင်လိုက်ပေါ့နော်အဲဆိုပြန်ပေါ်လာပါတယ်ဒီ setting လေးကိုတော့ setting ပုံစံလေးနဲ့အဲ့ဒီပုံစံလေးတော့ပြီးရင်အဆုံးဆွဲဒီနေရာလေး DESA ဒါတော့ဒီဟာလေးပေါ့နော်ဝင်ပြပါမယ်
ဥစ္စာလေးပေါ့နော်ဝင်လိုက်မယ်ပြီးရင်အောက်ကဒီဥစ္စာလေးကိုနှိမ့်မယ်ဒီကြားလေးပေါ့နော်ပြီးရင်တော့ခုနရတာတော့ဥစ္စာလေးနှိမ့်လိုက်ပေါ့နော်အဲ့ဆိုတော့ရပါပြီကိုကြိုက်တယ်လို့ရပါရှင်မညီမကတော့ဒါပဲကြည့်ပါတယ်အဲ့တော့ဒါလေးလည်းလွယ်ပါတယ်သုံးဖို့လည်းဒါတော့နာမည်မှတ်တာပေါ့နော်ဒါလေးရဲ့ဘာလို့လဲမမြင်ရပြန်လို့ဒါလေးရဲ့ပြီးတော့ဒါလေးရဲ့အဲ့ဒီလည်းပေါ့နော်အင်ကြီးတော့နေရရူပါရပါတယ်ညီမပြပါနော်အဲ့တော့အားလုံးဘိုင်နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်အားလုံးဘိုင်